ရားနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကုသိုလ်နဲ့အလှမ်းဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနာတော့လာမှာမဟုတ်ဘူးဒါသိကြတယ်နော်တရားနာဖို့စိတ်ကူးတော့ရမှာမဟုတ်ဘူးစတိတ်ရှိုးတို့ဘာတို့ပဲသွားကြမှာအဲ့ဒါလို့ဝါဒနာကိုမပါဘူးအဲ့ဒါလို့ခုလိုဝါဒနာပါမှုဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုတာလေတာမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြရီပြောပြီးတော့တသောသောရည်ရမှာကျင့်တတ်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတာသူမနာတရား6ဆိုတာအာယုဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်စရာလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝတ္ထုလည်းမပါနော်ပုံဝတ္ထုလည်းအမှန်တမ်းနေပြီးသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားပွဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့မြန်မာပြည်မှာလည်းရှင်းကတရားတွေဟောကြတယ်ရှိစရာမောစရာပုံတို့ပတ်စဟာတာတွေနဲ့ဆိုလို့ရှိရင်တဝဝတဟာဟာနဲ့အပြင်းပြေတာပေါ့နော်တရား6နဲ့ရင်တော့တဝဝသန်းတာပဲဖြစ်နေမယ်ရီမှာတော့မဟုတ်တန်းကျင်တဲ့စိတ်တွေနဲ့တန်းကုန်ကြတာပေါ့နော်အေးဝါဒနာဆိုတာအမျိုးစုံပဲအတိတ်ဘဝတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြသည့်အတွက်ကြောင့်ဒီလိုတရားတွေကိုနာယူနိုင်တယ်တရားပွဲလာနိုင်တယ်ဆိုတာဟာလေအဆင့်တစ်ခုပဲလို့မှတ်သားကြရမှာဖြစ်တယ်နော်နောက်ပြီးတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေဟာဝိဝတ္တုပနေတယကုသိုလ်လို့ဝိဝတ္တဥပနေတယကုသိုလ်ဝကိယနိဗ္ဗာန်ကိုရည်တန်ပြီးတော့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုမျိုးဒါနလှူလဲဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုသီလဆောက်တည်လဲဣဒံမေသီလနိဗ္ဗာနတပစ္စယောဟောတုဆိုတမယောကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာလွတ်ရလွတ်ကြောင်းလမ်းကြောင်းပေါ်ကိုရောက်လာတတ်တယ်ပေါ့